တိုဖူးကြော်တိုင်းအစင်မပြေဖြစ်နေတဲ့တငယ်ချင်းတွေအတွက်ဒီဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်။တိုဖူးခဲနီကိုတော့အရင်ဗီဒီယိုမှာတင်ပေးထားပါတယ်။တိုဖူးနှွေးနဲ့တွဲဖက်စာသုံးမှုအတွက်ကျွတ်ကျွတ်လေးကြော်မှာဖြစ်ပါတယ်။တိုဖူးကြော်လေးပုံပြတ်သွားတဲ့အကြောင်းအရာတော့အပေါ်ကျောင်းမတင်းခင်မှာတွန်းလှန်လို့ဖြစ်ပါတယ်။အဲဒါကြောင့်မလို့အခုလိုအပေါ်ရန်အမြုပ်လေးဒီလိုမျိုးငြိမ်သွားပြီဆိုလို့ရှိရင်အဲကြတော့မှဟိုဘက်ဒီဘက်လှန်ပြီးတော့ကြော်ပေးပါမယ်ဒါဆိုလို့ရှိရင်အပေါ်ကျော်လေးတင်သွားပါပြီတကယ်လို့ကိုကအပေါ်ရန်ကျွတ်ပြီးတော့အတွင်းနေရအီအီလေးစားခြင်းနဲ့ဆိုရင်တော့ဒီနေရာမှာဆယ်လိုက်လို့ရပါပြီတူပူးနွေးတဲ့ကိုထည့်စားမှာမို့ခုနကကြော်ထားတဲ့တူပူးကြော်လေးတွေကိုနောက်တစ်ချိန်ပြန်ကြော်ပေးလိုက်ပါတယ်တူပူးတုံးလေးတွေကိုဓာတ်နဲ့ဘာလို့မွန်ထားရလဲဆိုလို့ရှိရင်တွင်းရောပြင်ရောကျွတ်ကျွတ်လေးဖြစ်စီကြလို့ပါဒါဆိုရင်တူပူးနှစ်ပြန်ကြော်လေးရသွားပါပြီနောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်